ပြီးခဲ့တဲ့ Premier League ပွဲစဉ်30ရဲ့အကောင်းဆုံးကစားသမားရွေးချယ်ဖို့အတွက်ဇကာတင်9ဦးစီးရင်ထုတ်ပြန်ခဲ့ရမှာအာဆင်နယ်အသင်းရဲ့16နှစ်အရွယ်ကစားသမား Max Towman ပါဝင်လာခဲ့တယ်လို့သိရပါတယ်။ဒီစုကိုပရိသတ်တွေရဲ့ဆန္ဒမဲနဲ့ရွေးချယ်မှာဖြစ်ပြီးဒီနေ့ညနောက်ဆုံးထားပြီး Premier League website မှာဝင်ရောက်မဲပေးနိုင်တယ်လို့သိရပါတယ်။ဇကာတင်စီးရင်မှာပါဝင်တဲ့ကစားသမားတွေကတော့အာဆင်နယ်အသင်းက Max Towman, Manchester United က Bruno Fernandes, Newcastle က Gordon, West Ham ကMauro Panos နဲ့ Spurs က Richarlison တို့ဖြစ်ပါတယ်။ Max Towman ဟာဒီစုအတွက်ဇကာတင်စီးရင်မှာပထမဆုံးအကြိမ်ပါဝင်လာတာဖြစ်ပြီး Everton နဲ့ပွဲမှာ Premier League ရဲ့အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ်စံချိန်တင်ပြီးခြေစွမ်းပြနိုင်ခဲ့တာကြောင့်ပါဝင်လာတာဖြစ်ကြောင်းလည်းသိရပါတယ်။ Max Towman ဟာအလန်ရှီယာရွေးချယ်တဲ့ Premier League ပွဲစဉ်30ရဲ့အကောင်းဆုံးအသင်းမှာလည်းညာတောင်ပန်ကစားသမားအဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ Premier League ရဲ့ဇကာတင်စီးရင်မှာပါဝင်နေတဲ့ကစားသမား9ဦးစလုံးအလန်ရှီယာရဲ့အကောင်းဆုံးအသင်းမှာပါဝင်ခဲ့ကြောင်းလည်းသိရပါတယ်။